နေတိုင်းကောင်လေးဟာသူ့ခေါင်းမှာပေါက်နေတဲ့ဥချိုတွေကိုအတင်းဆွဲနှုတ်ပင်နေခဲ့ရတယ်ဒီလိုလုံးမတာအသက်ရှင်နိုင်မှာမလို့ပါဒါပေမဲ့နောက်တစ်နေ့ရောက်တာနဲ့ဥချိုတွေကပြန်ပေါက်လာမယ်ပါပဲဒီဥချိုတွေကြောင့်ကောင်လေးဟာဝေးတဲ့နေရာကအတန်တွေကိုတောင်ကြားနေရတယ်သူ့အတွက်တော့နာကျင်စရာလက်နက်တွေလိုဖြစ်နေခဲ့တယ်အဲ့ဒီတန်းကြောင့်သူမအိပ်ရခဲ့ပါဘူးသူ့အဖွားလည်းသူ့မြေကိုကြည့်ပြီးဘာမှမတတ်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲဂင်ကူရောက်လာခဲ့ပါတယ်သူကထိကြည့်လိုက်ုံနဲ့အခြေအနေကိုချက်ချင်းသဘောပေါက်သွားတယ်ကောင်လေးဟာမျိုးပိစာပြောင်းလဲနေတဲ့မူရှိရဲ့ကူးစက်မှုကိုခံထားရတာပါဒီတရဝါတွေကခရုနဲ့တူပြီးလူတွေရဲ့နားထဲမှာနေရတာကိုသဘောကျကြပါတယ်ဒါကိုအမြင့်ပြတ်ကုသနိုင်တဲ့နီးလန်းမရှိပါဘူးဒါပေမဲ့သူရှိကကောင်လေးကိုကြည့်ပြီးရှိသမျှနီးလန်းနဲ့စူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်သူအင်းဆက်မောင်းတဲ့အမွှေးတိုင်ကမျိုးကိုထုံလိုက်တယ်ဒါကအမြင့်ပြတ်မပြောက်ကင်းစေပေမဲ့ကောင်လေးကိုတော့တက်တာစေခဲ့ပါတယ်အဲ့ဒီချိန်မှာကောင်လေးကစကားတကုံပြောလာတယ်ဒီယောဂါကသူကပထမဆုံးမဟုတ်ဘူးတဲ့သူ့အမေကအရင်ဆုံးကူးဆက်ခံရတာပါသူ့အမေကဒီလိုဥချိုတွေပေါက်လာပြီးဆုံးပါသွားခဲ့တယ်မဆုံးခင်မှာအမေကသူ့ကိုတခုခုပြောဖို့စူးစမ်းခဲ့ပေမဲ့အဲ့ဒီအချိန်မှာသူ့နားတွေကပိတ်ဆို့နေတာမလို့ဘာပြောမှမကြားခဲ့ရဘူးအမေဆုံးပြီးကတည်းကသူ့မှာလည်းအမေလိုဥချိုတွေစပေါက်လာခဲ့တာပါဂင်ကိုတယောက်ကုထုံးကိုစဉ်းစားနေတော့ကောင်လေးကအိမ်ထဲကနေရုတ်တရက်ပြေးထွက်သွားတယ်ဂင်ကိုလည်းနောက်ကလိုက်သွားရင်ဂူဝတခုကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာထုံးထားတဲ့မီးကျစ်ဆိုင်ရအလင်းရောင်ကိုမြင်လိုက်တဲ့ခဏမှာပဲကိုတာကိုနီလန်ကိုတိသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအင်းဆက်များစွာဟာဂင်ကိုစီကိုပြေးဝင်လာကြတယ်သူကတော့လုံးဝမကြောက်ပဲအဲ့ဒီအထက်ကအင်းဆက်တကောင်ကိုဖမ်းပြီးသူ့လေနားထဲကိုအဝင်ခတ်လိုက်တယ်ပြီးတော့ကောင်လေးကိုသူ့နားပိတ်ထားဖို့ပြောလိုက်တယ်မကြခင်မှာပဲဂင်ကိုရဲ့နားထဲကအင်းဆက်တွေအားလုံးပေါက်ကွဲပြီးတေခွန်းကြပါတော့တယ်တကယ်တော့ကောင်လေးရဲ့အမေကဒီနီလန်ကိုကောင်လေးကိုပြောပြခဲ့ပါတယ်ကောင်လေးကလည်းအဲ့ဒီအချိန်မှာနားမလည်ခဲ့တာဖြစ်ပါတယ်အိမ်ပြန်ရောက်တဲ့အခါကောင်လေးကသူ့အမေပြောခဲ့တဲ့အတိုင်းလိုက်လုပ်ကြည့်တယ်မယုံနိုင်စရာကောင်းတာကသူ့ကောင်းဘော်ကဥချိုတွေဟာနောက်ဆုံးမှာတော့ကျွတ်ထွက်သွားနေပါလိပြဿနာအားလုံးပြေလည်သွားပြီးတဲ့နောက်ဂင်ကိုလည်းသူ့ခီးသူဆက်သွားဖို့ထွက်ခွာသွားပါတော့တယ်